အမြန်လန်းလောင်းမြခရီးတဲ့တင်ရင်များကြန့်ခိုင်မှုစစ်ရန်စစ်ဆေးရေးအဖွဲ့များဖွဲ့ပြီးကျဲတယ်မဟုတ်နဲ့တော့မဖြစ်နိုင်တော့ပြောတဲ့ကောင်ဟမ်ကျွန်တော်တကယ်ပြောတာဟာဒီကဘလူကောင်လဲမေးဖေမျက်နှာရှိနေလို့တော့ကိုရဲတို့ရဲ့ဘာဖြစ်လို့လဲဗျာဒိတ်ပဲမရှိတော့မဖြစ်နိုင်တဲ့စကားကိုပြောတာဒီတိုင်းလည်းပြောကြလားဟုတ်ဘာလို့မဟုတ်တယ်ဟာခမည်းရှိလို့ခမည်းသားဗျာဟာမဟုတ်ငါမင်းဘာပြောလို့လဲကွာငါအဖေပါကွာငါ့ကိုတိုင်ပါကွာငါဆုံးမပါနဲ့မဖြစ်နိုင်တဲ့စကားလိန်မိုးကြီးခမည်းသားပြောတာလေဘာပြောလို့လဲဘာပြောရမှာလဲခမည်းတို့ခြံထဲမှာတီးတဲ့ပိန်းနဲ့တီးတာပုတ်လောက်ရှိတယ်တဲ့ဟမ်ညာမိုင်ငိုင်းလာချဗျာပါဒိတ်ပဲမရှိတော့ဒီတက်ဒီယူနဲ့လိန်မိုးကြီးပြောတာအံ့အားလို့မစိုးဘူးငယ်ကိုထိုင်ကိုတက်ထိုင်ဒီနေ့တော့တောင်းမှာဗျာကိုကိစ္စနဲ့ကိုစိတ်ညစ်ရတယ်။ तू ကလိန်မိုးကြီးပြောတယ်ကျွန်တော်ဒေါသဖြစ်ပြီးစိတ်မထိရလိုက်ရိုက်တာဒါဒေါသဖြစ်တော့တဲ့အရာပဲမဟုတ်တာပြောတာပဲဒီကလေးကွာအမှန်တော့ကလေးကဘယ်လိုခေါ်မလဲဗျာတားလေတယောက်တည်းတားလေတယောက်တည်းဆိုတော့ကျွန်တော်ကဘယ်လိုအလိုလိုက်ထားတာမေကလည်းအလိုလိုက်ကျွန်တော်ကလည်းအလိုလိုက်ထားတော့ကလေးကတင်တိုင်းနေရှောက်ပြောနေတာဟုတ်တာကောင်းဘူးဗျာတခွန်းမှမပြောအဲ့လိုမဟုတ်ရုပ်တွေရှောက်ပြောနေတာအမှန်ကိုရဲလို့ခင်ဗျာအဲ့ဒါပိန်းနေသည်မဟုတ်ဘူးဗျာအမှန်ပိန်းနေစီအဲ့ဒီပိန်းနေစီကြီးကိုကျွန်တော်တို့မိသားစုတွေဒီလိုခွဲချမ်းစိတ်ဖြာပြီးတော့နှစ်လလောက်ရှိပြီအဲ့ဒီပိန်းနေစီကိုငါပြရက်ချက်လိုက်ကြော်လိုက်ပြုံးလိုက်ထုတ်လိုက်ဟာတုတ်စားလိုက်အမျိုးမျိုးလုံးစားနေတာဗျာအဲ့ဒါလေးပုံတပုံမရှိတရှိအဲ့ဒါကိုမိမလုပ်တဲ့လူကကျောင်းကုန်းကအမျိုးတွေစီလက်ဆောင်ယူသွားခြင်းလို့ဆိုပြီးတော့အဲ့ဒါတည်င်းခွဲအိတ်နဲ့ထဲ့ပြီးတော့မဆန့်လို့နှစ်ခုခွဲပြီးတော့အဲ့ဒါမနဲ့ကယူသွားလေရဲ့နှုတ်ဆိုခမကြုံပြနေတာပေါ့ဗျာပုတ်လောက်ရှိတာပိန်းနေသည်မဟုတ်ဘူးပိန်းနေသည်မဟုတ်ဘူးအမှန်ပိန်းနေစီအဲ့ဒီကောင်အစိမ့်နဲ့အတီးများမှပြောတယ်ဟိုကျေးဇူးတင်ပါတယ်ကွာဟိုကျွန်တော်ကိစ္စလေးရှိလို့ပြောဘုန်းကြီးကျောင်းကဆရာတော်ကလာခဲ့ပါဦးဆိုလို့ဟုတ်ရှင်နေတော့ပါဦးမတော့တော့ပါဘုန်းကြီးကျောင်းလားဘုန်းကြီးကျောင်းကျွန်တော်သွားလိုက်အောင်မခွင့်ပြုပါဘူးနေပါမယ်ဘုန်းကြီးကျောင်းလည်းကျုပ်သွားကြရှိတယ်အကျုံနဲ့အတူသွားတာပါဗျာခင်ဗျားလည်းတရားရဲသားတွေရှင်ပဲဟုတ်တာယူနေသွားကနေကျုပ်သားကျုပ်မှားခဲ့ဦးမယ်အိမ်လည်းစိတ်မချဘူးဗျာဟဲ့တားရေညာဗျာမေလာဟုတ်တာညာမတော့အဖေဒီမှာမင်းလေးတဲ့တို့နဲ့ရွာထဲလိုက်သွားလိုက်ဘူးကွာဟုတ်ကဲ့နော်မင်းဘိုက်ဆိုင်စားနေနော်ဟုတ်ကဲ့အဖေကမစောင်းနဲ့ဟိုငွားနှကောင်နဲ့အစာကျွေးထားလိုက်အောင်သားအဖေနွားနှကောင်မရှိတော့ဘူးဟဲ့ဘယ်ရောက်လာဟာတာမနဲ့တော့ဘိုက်စားလို့မိခင်စားပလိုက်အဲ့ဒါကကြည့်ကွယ်နွားနှကောင်များမိခင်စားတယ်ဆိုတာအဲ့ဒါငါသားပေါ့လာတော့ကျွန်တော်တက်သွားလို့မရဘူးတို့အတူသွားကြမယ်လေကွာဒီကောင်မိခင်စားတယ်တော်ရဲသားတယ်ကွာတော့ပါလေမသိဘူးကွာဒါကြောင့်ရွာထဲမှာဘယ်သူနဲ့မှမဖြစ်တာဖေးသားဆိုးလို့ဖေးဆုံးမလာမှတ်တယ်ဖေးကသားတဲ့လိန်မိုးကြီးနာတယ်အော်ပါဆိုစီကွာအကူတူပေးတယ်ဟာဖွေးကိုတယ်တို့ရဲ့ဆော့စီဘာဖြစ်နေရတော့တတောက်နဲ့မလေးဘာဖြစ်ရမလဲကိုတယ်တို့ရဲ့ဘာတွေဖြစ်နေတာလဲဖြစ်နေရတော့အဲ့ဒါလားဟာခိုင်းရပါဟာဘယ်ကနေလဲလာကြလဲစောစီဗျာမပြောချင်တော့ပါဘူးဒါနဲ့ဟိုမင်းတို့တွေကစဘာဝယ်ဖို့ကိစ္စပဲလားတော့ကိုစီကိုတဲတယ်လားစဘာဝယ်ဝယ်တော့ဘူးကိုရဟိုကျွန်တော်တို့ကအခုရှင်းအောင်ပစ္စည်းလိုက်ဝယ်ရှင်းအောင်ပြီဟာကျွတ်လို့ရှိမှတော့ရောင်းဖို့ဘာမှမရှိရှင်းအောင်နော်ကိုတယ်တို့ကဘဟုတုတရှိတော့ကိုတယ်တို့စီရှာလို့ရမလားဆိုပြီးဝင်လာတယ်ဘာရှာကျွန်တော်ရှာနေတဲ့ရှင်းအောင်ပစ္စည်းကတီဝမင်းစူဖီယာလက်အဆောင်လို့ကုတော့ဘယ်ဘက်လက်ကကင်သွားတဲ့မီးအဲ့ဒါရှာနေတာအဲ့ဒီမရှိတော့ဗျာခင်ဗျားတို့ကလေကျွန်တော်စိတ်နေလာတဲ့အရာတွေခင်ဗျားတို့ခေါင်းမှာပုံတော့မယ်ဒီကောင်မှလည်းမသိဘူးဒီကြီးမိုးကြီးရှောက်လို့အိဗယ်မရှိတော့ဟိုသားအဖပေါ်ကြားမယ်ဒေါသခင်ဗျားတို့ပေါ်ပြောင်းသွားမယ်နော်ဒေါသပြောင်းသွားမယ်ကိုရဲတို့ဘယ်သားဖရွာတွေကဗျာရွာတွေကဦးမိုးတိန်တို့သားဖတိတ်ပြီးလင်းကြီးမိုးကြီးနိုင်တာပဲနေပါဦးဟိုโอเคနဲ့ပြောချိုလေကြီးမိုးကြီးကသူတို့မမီဘူးဆိုတော့ခင်ဗျားတို့မမီခင်ဗျားတို့မမီဘလို့မို့လို့သူသားကျွန်တော်ဘာရင်ကျွန်တော်အိမ်ရှိမှာကိုယ်ကိစ္စနဲ့ကိုယ်စိတ်ညစ်လို့ထွက်ထိုင်နေတာဦးလေးတဲ့ဦးလေးကိုကျွန်တော်ပြောတယ်ကြဘာလဲဆိုတော့သူတို့ channel မှာတီးတဲ့ပိန်းတဲ့တီးကပေါက်လောက်ရှိတယ်တဲ့လေပိန်းတဲ့တီးကပေါက်လောက်ဟာဗျာမဖြစ်နိုင်တာဗျာမဖြစ်နိုင်ဘူးဟဲ့ကောင်ငါစိတ်ညစ်တယ်မပြောနဲ့ဆိုတော့အတင်းဒီစကားပဲပြောတာဦးလေးမယုံဘူးလားကျွန်တော်မလေးပြလိုက်ခြင်းနဲ့တကယ်ပိန်းတဲ့တီးကပေါက်လောက်ဆိုတော့ငါလဲဒေါသဖြစ်လို့လိုက်ရိုက်တော့သူအိမ်မောသူတို့အိမ်ထဲကိုတက်ပြေးတယ်လေအိမ်မောတက်ပြေးတော့ငါလဲဒေါသဖြစ်နေအိမ်မောတိတက်ရိုက်တာဟာ
အဲ့ဒါသူ့ဖေကဘာဖြစ်တာလဲဆိုအကျိုးအကြောင်းမေးလဲမရောငါဒီလိုဒီကြောင်းပဲရှင်းပြတော့ဘာမှမကြိုင်မသူ့သားကိုပြောင်းလို့ထိုက်ရတယ်ဒီကလေးကဘူးတုဒ္ဒမရှိဘူးတဲ့ အော်ရော အဲ့ဒါပုတ်လို့ရှိတယ်ပိန်းနေသည်မဟုတ်ဘူးအစီတွေ ဖိနေဟာမင်းတို့တွေလည်းပြော တင်းကျဆိုးသေးတယ် ဘာလို့ အဲ့ဒီပိန်းနေစီဟာတဲ့သူတို့မိသားစုချက်စားလိုက်ပြုတ်စားလိုက်ငပြားရီစီတက်လှုပ်စားလိုက်နဲ့နှစ်လတော့စားလို့မကုန်ဘူးတဲ့ဗျာ ဖျားရေဒီပိနေစီကြီးတာ အဲ့ဒါနေအောင်မပြီးသေးဘူးဒစိတ်ကြံနေတဲ့အဲ့ကြံတဲ့ဒစိတ်ကိုသူမိမဘာလဲဟိုရေကြီးဆိုလားကြောင်းကုန်းဆိုလားအဲ့ဟိုသွားမှအမျိုးတွေရှိသွားမှမလို့အဲ့ကြံတဲ့ဒစိတ်ကိုတဒင်းခွဲအိတ်ထဲကိုမနဲ့ထိုးသိပ်ပြီးတဲသွားတယ်တဲ့ ချီရလက်ချာကြီးပဲ အဲ့လာကိုလေကြီးတာကျွန်တော်တော့ဖြစ်နေတာ ဘာကြီးရလား